ဒါလေးကအဆင့်အသစ်နေနေဆိုရင်ကျွန်တော်တို့ဒီ submission paper ထောက်ထားတဲ့ဒီစာရွက်လေးကိုဒီညှက်လိုက်မယ်ပေါ့နော်ညှက်ပြီးတော့ဒီလိုမျိုးလေးအုပ်လိုက်မယ်ပေါ့နော်ဒီလိုမျိုးလေးအုပ်လိုက်မယ်ဒီကွာဝေးရဲ့အလဲဘဟိုရဲ့တိချချင်းမယ်ပေါ့နော်ကျွန်တော်ကတော့ဒါမျိုးလေးဒီမှာလဲတက်တယ်နော်ပြီးတော့အဲ့လိုလေးအုပ်ထားပြီးသွားပြီဆိုရင်နေရာချင်းပြီးသွားပြီဆိုရင်လက်လေးနဲ့ဖိထားပြီးသွားရင်ဆိုရင်ကျွန်တော်တို့ဒီမှာမိကန်တိတ်လေးရှိရနော်မိကန်တိတ်လေးနဲ့ကတ်လိုက်မိကန်တိတ်လေးနဲ့ကတ်လိုက်မယ်လွယ်လေးရယ်နော်ဒါဆိုရင်ကတ်ပြီးသွားပြီကျွန်တော်ဒါဆိုရင်တစ်စိမ့်ရိုက်ဆက်ကလေးတွေကိုကျွန်တော်တွားထည့်ကြမယ်ဒါလေးကကျွန်တော်ရဲ့အသုံးပြုနေတဲ့တစ်စိမ့်ရိုက်ဆက်လေးပေါ့နော်ဒီဟာလေးကအပူချိန်ကကျွန်တော်350အပူချိန်ထိကျွန်တော်ထားတယ်နော်သူအပူချိန်ရပြီဆိုတာနဲ့သူကရိုက်လို့ရရင်သူအချက်ပြလိမ့်မယ်ပေါ့နော်ဒီမှာဆိုရင်350ကျွန်တော်အပူချိန်ထားတာသူအချိန်ရောက်သွားပြီပေါ့နော်ဒါကသူကတက်မြေထိုင်းမြေသူအချိန်တက်မှတ်ပေးထားတာလေသူရိုက်လို့ရရင်သူကဒီသူ့ရဲ့ဒုတိယ level ပေါ့နော်ဒါရိုက်လို့ရတဲ့ level မှာသူကအတန်လေးတီနဲ့ဆိုတာမြည်လာလိမ့်မယ်နော်ပြီးသွားပြီဆိုရင်ဒီမှာကျွန်တော်တို့ဒါလေးတွေထည့်မယ်နော်ဒီမှာဒါလေးတွေကိုထည့်လိုက်မယ်ဒါမျိုးထည့်မယ်ပြီးသွားပြီဆိုရင်ဒီဘက်မောင်းလေးကိုဆွဲလိုက်မယ်ပေါ့နော်ဆွဲလိုက်မယ်ဆွဲပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာကလုတ်လေးနော်ကလုတ်လေးကျွန်တော်တို့နှိပ်လိုက်မယ်ရပြီဒီမှာဆက်မိတ်တို့ဟာလေးပေါ်လာတယ်နော်အဲ့ရနေပြီးတော့သူထပ်သွားအောင်ပါနေငါ6သူသွားအောင်ပါရော့သွားအောင်ပါအလုံးရော့သွားပြီးသွားပြီဆိုရင်45စက္ကန့်မိနစ်စက္ကန့်50နော်စက္ကန့်50ကျွန်တော်ထားထားနော်စက္ကန့်50ပြီးရနေသူကထုတ်လို့ရပြီဒါကျွန်တော်သူသွားနေပြီလုံးနေပြီသူဖြုတ်လို့ရမယ့်အရွယ်ရောက်အချိန်ရောက်ပြီဆိုရင်သူကမြည်ပေါ်လိမ့်မယ်ပေါ့နော်350နော်350ပြီးသွားရင်ဒီမှာစက္ကန့်နောက်ဆုတ်ပြီနော်ဘာပုံမီးရမှမှလောက်ရတာကောင်းနေတာစက်ကတော့လမ်းမေးမှာဆိုတော့ဖုန်နေကြီးပဲညနေကြီးရတော့ဒါပါဒီရမညင်ဝဲမီးတာတစ်ခိုက်လေးကိုလည်းဒါကိုမညင်ရဘူးဒီကလည်းမီးတာတဲ့အချိန်လေးပဲပြုတ်လာတော့ဟာလားဟောမှာဘောရေးလက်နဲ့လက်နဲ့တော့မီးတာကိုရမှာလူမရှိတော့မတော့ပြင်းတော့တော့မီးတဲ့ခိုင်လေးဘာမှမလုပ်ရဘူးအဲ့တူတီလေးခိုင်လုပ်ပြီးပြီနော်ဆိုရင်ဒါလေးကိုမလိုက်နော်ဒါကိုလည်းပိတ်နော်ဒါပိတ်ဒါဆိုရင်ကျွန်တော်တို့ဒီတူပြမယ် surprise ဆက်ပြီးပူတယ်နော်အရင်ဒါလေးတခြားတတိထားခိုင်းဒါဆိုရင်ခုနကကျွန်တော်တို့ဆင်ပြီးသွားရင်နော်ခုနကကျွန်တော်ထုတ်ထားတဲ့ဟာလေးနော်ဒီမှာရမ်းလှတယ်အားလုံးဆင်ပြေပါစေတဲ့ဆင်ပြေသွားရင်နော်ရမ်းလာတယ်ကျေးဇူးတင်ပါတယ်ဗျာ